Minglava Kabapla Bolumboyiga Dila Sakuene say fine Ku semi fine Dipa ma Tuesday Wednesday na ye Inga ne Bodahu Inga ma Bientene Spain Namejis Biente Palule Suro Tua Natong Nakune Male Bulubu death or he Eddie a bien Tua Argentina Eddie Natong Nakune Bulwuma Shondore to a 2 year like that. Dabe Melu Natong Sachikune Tua Bulwood Deprocatara Croatia nine Procatara Tua Bulubu Suyador he Eddie Suro Piticale Tua Nameji Bolonde de coup. Tavi Melu Tua Ti Bolonde ma Miazo Pia Africa Bolonde Mari Amiazo Tetare he a few dear mamma bow. He at her Tua di Buemale di Lame 26 Male a mea through nightmare super culture the Argentina will bigger Nasanet Tunga Shontada through Chipa Lingmelu Mioland he Eddie bien the Bindine Spain Spain Tetralumia he Spain the Tumataco Madave Davi Melu Namejira do Binte those are the Spain Nine Nave who canoa no way Brazima Brazil do Jaleli Eddie Namunari Leshi Aku Pientene Spain Manai Sulama Piolo Miau he no the boy Wednesday boy Macharo England Argentina Namegia Argentina Tua Ijigo Shonira 2-0 နဲ့ရှုံးနေရတယ်18မိနစ်15မိနစ်အတော်တွင်မှာချီပါကို3ခုတင်ဘရခါကြတော့အနိုင်ရသွားတယ်လေအဲ့တော့သူလည်းပြောလို့မတတ်ဘူးသူကဒီဘရာဇီးဒီအာဂျင်တီးနားကမက်ဆီကတကဘာလုံးကဘာချိုဘောလုံးသမားတယောက်ရှိတယ်လေအဲ့ဒီတော့ဒီအင်္ဂလန်နဲ့အာဂျင်တီးနားမှာအာဂျင်တီးနားနိုင်ဖို့များတယ်ကွာအဲ့ဒီနောက်ဒို့တော်လေအင်္ဂလန်ကနည်းနည်းညစ်ပြီးကစားတယ်ညကိုပြီးကြတဲ့အပသူနဲ့နော်ဝေကန်တော့လည်းတူပဲနော်ဝေကငကိုရတာပဲဒါပေမဲ့လို့ဖုန်းဖြစ်တယ်ဆိုတော့ခါကျတော့ကော်နာသွင်းတဲ့သူနဲ့ခါကျတော့ဒီတယောက်နဲ့တယောက်တွန်းရတာပဲအဲ့ဒါကိုအပြစ်ဒဏ်တောင်းပြီးတော့ခါကျတော့သူတို့ကအဲ့ဒါကိုတကူရှို့လိုက်ရတာတကူရှို့ပြီးမှသူတို့ကိုတင်းတဲ့ခါကျမနောတကယ်တမ်းကျတော့ငကိုဖြစ်မှာငကိုတကူနဲ့သူတို့အင်္ဂလန်နိုင်သွားတယ်ကွာအဲ့လိုရှိတယ်ဟဲ့တော့ဗမာပြည်ကလည်းသူအလောင်းကြီးတွေထပ်နေကုန်ကြပြီအခုစမီပိုင်းမှာဘလူတွေနိုင်မလဲအဲ့ဒီလောင်းကြီးဘာလို့လဲဆိုသူတို့နှလုံးထီတောင်ထိုးနေကြတဲ့လူတွေအဲ့ဒါဘောလုံးဝဲကြည့်ပြီးတော့ကျတော့လောင်းကြီးထပ်တော့တချို့လည်းအိမ်ပုံပြီးတော့လောင်းကြဆိုလာပဲကွာအဲ့လိုလည်းရှိတယ်အဲ့တော့ဒီ
အကုန်လောင်းနေအခြေအနေစရီဖိုင်နာမှာဘယ်ကောင်းနေတဲ့မှာနောက်ဖိုင်နာမှာဘယ်လိုရောက်မယ်ဘယ်အသင်းတွေရောက်မယ်အစချစ်သဖြင့်လောင်းကြီးလုံနေတဲ့အကြောင်းဖိုးရလဲတိသမျှကိုတစ်စိတ်တစ်သောင်းပြုံးရင်းနဲ့ဒီကုန်းချုပ်လိုက်ရတယ်ဟေ့ဒါပါပဲ